Yo what's up ကျွန်တော်ခုပါဒီနေ့ကတော့အင်္ဂလိပ်စာဖြေရမယ့်နေ့ပေါ့လေဆိုတော့စာမေးပွဲတမဖြေခင်မှာပြင်ဆင်စရာရှိတာတွေပြင်ဆင်ပါတယ်အင်္ဂလိပ်စာဖြေရမှာဆိုတော့ relax တော့ဖြစ်တယ်ကိုကိုရိုင်းကလည်းအင်္ဂလိပ်စာကိုစိတ်ဝင်စားတယ်အများကြီးလည်းလေ့လာထားတယ်ဆိုတော့ confidence ရှိတယ် alright သွားကြရအောင်အင်္ဂလိပ်စာဖြေရမှာဆိုတော့လမ်းမှာတော့စဉ်းစားနေတာအဲ့ဒီ12တန်းပြီးပြီးချင်းမှာကျွန်တော် PC တက်တုံးကလည်းဒီလိုပဲသွားတော့အဲ့ PC တက်တဲ့နေ့ရက်တွေကိုပြန်စဉ်းစားနေတာဆောင်းဝဲပြည့်တော့ PC ပြန်တက်မှာကဲခုတော့ဆောင်းဝဲဖြည့်ပြီးလို့ပြန်ထွက်လာပြီဒါကတော့ပြန်ထွက်လာတာပေါ့လေအဲ့တော့အိမ်ပြန်တော့မယ်ကဲဆိုတော့ဒီနေ့ကအင်္ဂလိပ်စာဖြည့်ပြီးတော့တင်ချာပြရမှာဗျာတင်ချာကတော့စားများတယ်တည်တဲ့အတိုင်းပဲတင်ချာပြီးတော့ခက်လိုက်ကျွန်တော် grant ကလည်းတင်ချာအဲ့လောက်ကျွမ်းနေတယ်မှာမပါဘူးဆိုတော့လုံနေရတယ်ပေါ့လေတင်ချာကတော့1 subject 1 night နေရတာပါအဲ့တော့စာလောက်တာတော့မပြတော့နေအောင်လေးတွေပဲကြည့်တော့ဒါနဲ့စာမေးပွဲဖြေနေရတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအားလုံး fighting တော့ဒီချိန်ကနည်းနည်းတော့ panic တော့ဖြစ်တာပေါ့ဘာဖြစ်ဖြစ် is it ပါ we can do that right fighting ဆိုတော့ကျွန်တော်စာဆက်လုပ်လိုက်ပါအောင်မယ်အားလုံးပဲ take care ကျွန်တော်ကတော့ cool ပါ